ဆိုပြီးကတိတွေထားကြတယ်ဘယ်သူတွေပဲလို့ဖြစ်စီလက်တွေမဖြူချေဆိုခုတော့နေငါတဖြည်းဖြည်းနဲ့လင်းပြောင်းလဲနေတယ်လို့ပဲမပြေကြပါဘူးဆိုပြီးဒီတိုင်းလေးထားခဲ့တာအချိန်တွေကြာလာတော့တကယ်ပြောင်းလဲသွားခဲ့တာခုတော့နေငါဝေကိုပြေးကြွပြီးတခြားရင်ခွင်မှာခွင်မှာပြုံးပြုံးလေးတွေတော့ဒီလူဟာမင်းတို့ပါရများပါကလေးတည်းမသိတော့ပါတော်ပြီးနောက်ထပ်ပြလာဖို့လည်းမမျှော်တော့ပြီကြပါဘူးဆိုပြီးဒီတိုင်းလေးထားခဲ့တာအချိန်တွေကြာလာတော့တကယ်ပြောင်းလဲသွားခဲ့တာခုတော့နေကဝေကိုပြေးချွတ်ပြီးတခြားရင်ခွင်မှာချာရင်ခွေမှာပြုံးပြုံးလေးနေတော့ဒီလူဟာမင်းတို့ပါတွေများမှာကလေးတည်းမသိတော့ပါတော်ပြီးညောက်ချက်ပြန်လာဖို့လည်းမမျှော်တော့ပြီဆိုလာခဲ့တီတွေပေးမီနောက်တယောက်ရဲ့ကဘာကိုခိုးလို့ရင်မင်းတို့ရဲ့ဇူထားတဲ့ငါရဲ့တီဘာလေးကပျက်စီးသွားပြီနောက်ထပ်မင်းနဲ့မဆုံးချင်တော့ပြီနောက်ထပ်ပြန်လာဖို့လဲမျှော်တော့ပြီ